Brianna Weiss ရဲ့အစာအုပ်ကိုခြေခံထားတဲ့ဒီရှင်းလင်းချက်ကလေးကြိုးကြိုပါတယ်ကဲဆက်လိုက်ကြအောင် လူတွေဘာလို့ရှေ့မဆက်နိုင်ဖြစ်နေကြတာလဲတားဆီးနေတဲ့တောင်တန်းကြီးကပြင်ပကအရာတစ်ခုမဟုတ်ပါဘူး တကယ်တော့အဲ့ဒါကအတွင်းစစ်ကတောင်တန်းပါမတိစိတ်ကကြောက်ရွံ့မှုတွေနဲ့တိစိတ်ကဆန္ဒတွေကိုညှိနှိုင်းဖော်လို့ပါတယ် ကိုယ့်ကိုယ်အဟန့်အတာလှုပ်တာကဒေါ်မင်လှုပ်တာမဟုတ်ပါဘူးသူကအကာအကွယ်ပေးရဖြစ်ရှင်းကြီးတစ်ခုဆိုလားအန်တော်ဆရာပဲနော် အတွင်းကြဆုံးလိုအပ်ချက်တွေကိုလစ်လျရှုတဲ့ခါမျိုးမှာဒါဖြစ်လာတတ်ပါတယ်။ဦးနှောက်ရဲ့အကြောင်းမဲ့ကြောင်ယုံမှုတွေကြောင့်ပေါ့ အရာရာပြပြဆုံးချင်တာအမြဲအလို့များနေတာတွေကကိုအဟန္တာဖြစ်စေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ် လူတွေကပျော်ရွှင်မှုကန့်သက်ချက်ကိုရောက်သွားတဲ့အခါရင်းနှီးတဲ့ခံစားချက်တွေရှိမတိစိတ်ကပြန်သွားတတ်ကြပဲ လူဦးနောက်ကပျော်ရွှင်ဖို့ထက်တက်တောင့်တက်တာချီဖို့ဖွဲ့စည်းထားတာလေမရင်းနှီးတဲ့အရာဆိုရင်ချင်းချောက်မှုလို့ခန်းစားရတတ်ပါတယ် ကဲဖုံးကွယ်နေတဲ့အဓိကလိုအပ်ချက်တွေကိုဘယ်လိုရှာဖွေရမလဲဆိုတာစကြည့်အောင် မတိစိတ်ကကတိကဝဲဒီဟာတကယ်လူအချက်ကိုဖုံးကွယ်ထားပါတယ်ဥပမာထိန်းချုပ်ချင်တာကယုံကြည်မှုလိုအပ်နေတာပါပဲ ဒီလိုအရေးပါတဲ့လိုအပ်ချက်တွေကိုလစ်လျရှုလိုက်ရင်စိတ်ကိုကာကွယ်ဖို့အဟန့်တားတွေထွက်လာတတ်ပါတယ်စိတ်ဝင်စားစရာကအပြည့်တော်ခံစားချက်တွေဆိုတာတကယ်တော့အတွင်းစိတ်ရဲ့လမ်းညွှန်မှုတွေဖြစ်နေတာပါပဲဒေါသကကိုပိုင်နယ်နေမိတ်ကိုပြပြီးမနာလိုမှုကတကယ်ဆန္ဒကိုပြတယ်နောင်တကတော့ပြောင်းလဲရမယ့်အရာကိုပြတာပေါ့ ဖြစ်ရက်ကိုရှင်းရှင်းသိဖို့ခန်းစားချက်ကိုလက်ခံဖို့နဲ့လမ်းကြောင်းမှန်ပင်ဖို့ဆိုတဲ့အစဉ်တွေလိုအပ်ပါတယ် အကြီးမားဆုံးအဟန့်အတားကအစင်သင့်ဖြစ်မှလုံမယ်ဆိုတာပါပဲခန်းစားချက်ဆိုတာတက်တောင့်တက်တာဖြစ်စေဖို့စနစ်တစ်ခုတတ်ပါ လို့တတ်မှုဆိုရင်အစပိုင်းသုံးဆိုင်နေတာကိုကြော်လွှာရမယ်လှုပ်ဆောင်ရာကနေမှစိတ်အားထက်သန်မှုဖြစ်လာတာပါနော်လူတွေတကယ်ဘလို့ပြောင်းလဲကြတယ်လဲများသောအားဖြင့်တော့ရုတ်တရက်အသိဉာဏ်ပွင့်သွားဖို့စောင့်နေတတ်ကြပါတယ် ဒါအထင်မှားပါရေရှည်ပြောင်းလဲမှုဆိုတာရုတ်တရက်ဖြစ်မလာပါဘူးတင်းငယ်တဲ့အပြောင်းလဲလေးတွေစုဆောင်းရကနီးဖြစ်လာတာပါစာတင်မျက်နှာဖတ်တာ10မိနစ်ဆော့အိတာမျိုးလေးတွေကိုဒီဆုံးဖြတ်ချက်အသေးလေးတွေကအလေးအချင်းတွေကိုပြောင်းလဲပေးပါတယ် မထားနော်စိတ်ဟာအခက်ခဲနဲ့ကြုံရမ်းလေပေါ်တန်ဆွမ်းလေပါပဲသူကစိန်ခုံမှုဆိုတဲ့အလုံးစုံမှုမျိုးလိုအပ်ပါတယ် ဒီလိုဖြတ်တန်းတဲ့အခါတည်ငြိမ်တဲ့အတွင်းစိတ်လမ်းညွှန်မှုနဲ့စိုးရိမ်ပူပန်နေတဲ့အတွေးတွေကိုခွဲခြားထိဖို့အရေးကြီးပါတယ် အတိစိတ်ကပစ္စုပန်ကိုတုံ့ပြန်ပြီးတည်ငြိမ်တယ်ကြောက်ရွံ့မှုကတော့အနာဂတ်ကိုတွေးပြီးထိတ်လန့်စေတာမျိုးပေါ့ကိုယ့်ကိုဟန်တာဖြစ်တာကိုရတ်ဖို့ဆိုရင်အရင်ကတက်တောင့်တတရှိမှုတွေကိုစွန့်လွတ်ပြီးအကြီးအကျယ်ပြောင်းလဲရပါမယ် အနာငယ်ရဲ့လူစွမ်းကောင်းဖြစ်ဖို့အတိတ်ကိုစွန့်လွတ်ရပါမယ်စင်မနဲ့အောင်နိုင်မှုဆိုတာအတွင်းစိတ်မှာပဲရှိရပါ ကဲတောင်တန်းကြီးကိုချင်းနှင်းသုံးဖြစ်သွားစေမဲ့ဘလို့တင်းငယ်တဲ့ပြောင်းလဲလေးကိုဒီနေ့ပဲစတင်လိုက်ကြမလဲ